ဟာကန့်မြို့နန်းမော်ရွာမှာရွှွနွန်တွေရွာထဲကိုရုတ်တရက်ဝင်ရောက်လာတဲ့ဖြစ်စဉ်ကိုပြောပြပေးပါမယ်။မတ်လ21ရက်မနက်8 နာရီအချိန်ခန့်ကဟာကန့်မြို့နန်းမော်ရွာမှာလောက်ွက်တွေထဲကနေရွှွနွန်တွေဟာရုတ်တရက်ဆိုသလိုကျေးရွာတွေဘက်ကိုအရှိန်ဟုန်ပြင်းပြင်းနဲ့ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။လူတွေထိခိုက်မှုမရှိပေမဲ့နေထိခိုက်မှုအနည်းငယ်တော့ရှိတယ်လို့ပြောပါတယ်။ဟာကန့်ဆိုတာကြောက်စိမ့်ထွက်ရာဒေသဖြစ်ပြီးရွှေတူးတဲ့လောက်ွက်တွေကြောက်စိမ့်တူးပေါ်ရေးလောက်ွက်တွေအများကြီးရှိနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။မကြာခဏဆိုသလိုစွန့်ပစ်မြေစာပုံတွေကနေမြေတွေပြိုကျလို့လူပေါင်းရာနဲ့ချီတည်ဆုံးတဲ့ဖြစ်ရပ်တွေရှိပါတယ်။ရွှေတွေကြောက်တွေပေါ်များတိုင်းတူးဆွနေလို့ဘေးတင်သလားပဲဘေးကင်းကြပါစေတဘာဝကိုထိမ့်သိမ့်ဖို့အတွက်အပင်တွေများများစိုက်ပါလေဘေးရေဘေးဖြစ်လာရင်မိခိုရဲကတ်နိုင်မှာအမှန်ပါအပင်ကြီးကြီးစိုက်ကြပါလို့ Facebook မှာတော့အကြံပြုထားကြပါတယ်